ကျွန်တော်တို့ဒီကွန်ကရစ်ပေါ်ကနေပြီးတော့ကျွန်တော်တို့ကားပေါ်မှာပေါ့နော်လစ်လုပ်ပြီးပြတယ်ပေါ့နော်ဆွဲရနော်ကျွန်တော်တို့စက်ရုံနေပါပေါ့နော်ကျွန်တော်တို့ရင်းကြီးလေးစလေးပြင်နေပါတော့ကျွန်တော်တို့ခြေလာပြီးတော့ပစ္စည်းကိုပို့လို့ရတယ်ပေါ့နော်ညောင်းတယ်ကိုဝိုင်းစလိုက်ပြီโอเคဒါကျွန်တော်တို့ဒီအမြင့်ပေဆိုရင်၄ပေလောက်ရမှာဒါကျွန်တော်တို့ဒီဘူလောင်ကနေပြီးတော့ရှေ့ထွက်ပြီးတော့ပေါ့နော်ကားပေါ်ပေါ့ဒါတင်လို့ရတယ်ပေါ့ဒါကျွန်တော်စမ်းပြတာပေါ့နော်ကျွန်တော်ဒါအထိုင်ဝဲသုံးတန်ကိုကျွန်တော်ဒီကားပေါ်မှာပေါ့နော်လှည့်ပြီးတော့ပြင်ပြမယ်ပေါ့နော်โอเคဟုတ်ပြီလေးလောက်လိုက်လူကြီးမင်းတို့ဒီပစ္စည်းတွေရွှေ့ကျင်တာတဲကျင်တာပေါ့နော်အသေးစားဒီဖော့ကလစ်လိုဝင်လေးလိုနေရင်ဒါကျွန်တော်ကိုတော့ကလို့မှရရှိနေတာဒါကျွန်တော်တို့ဒီဖော့ကလစ်ကတော့ကျွန်တော်တို့ကိုထွန်းအောင်လုပ်မှာပေါ့နော်ထုတ်လုပ်ခက်ကြီးနောက်ထတာပေါ့နော်ဟုတ်လားကိုကကားလေးနောက်ဆုတ်ပြလိုက်ဟိုကဒီဖြစ်နေလို့တော့တွန်းရအောင်မင်းကကားလေးနောက်ဆုတ်ပြလိုက်ဒါကျွန်တော်တို့ဒီအမြင့်ပေဆိုရင်၄ပေဒီလေးလုပ်လို့ရမယ်ကျွန်တော်ဒီမှာပိုးဆိုရင်တော့ဝင်းအနေနဲ့ကတော့4500ပေါ့နော်ဒီပေါ့နော်12ဖို့ပေါ့နော်ကျွန်တော်ဒီမှာပထီယိုကတော့ကျွန်တော်တို့40ဟို90ဟို80ဟို100ဟိုဒါ100အိုးထိထည့်လို့ရအောင်ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်ကျွန်တော်ဒီမှာဘိန်းလုံးပါတယ်ကျွန်တော်ဘိန်းလုံးကနောက်မှာကျွန်တော်တို့ဒီလိမ့်မတော့ကျွန်တော်ဒီမှာဘိန်းလုံးကလည်းကျွန်တော်တို့ brace အုပ်လို့ရတယ်ပေါ့နော်ဒါကျွန်တော်တင်ပြမယ်ပေါ့နော်အဲကြောင့်ဒီလိုထိုးတင်လိုက်အောင်ပေါ့နော်ကားပေါ်ဒါပေါ့အဲဒီလိုထိုးတင်ပြီးတော့ကျွန်တော်တို့ချလိုက်မှာကျွန်တော်ဒါကတော့ပဲလင်းတွက်ခုံမပါသေးလို့ပေါ့နော်ခုံပါရင်တော့ကျွန်တော်ပိုစင်နေတာပေါ့ဒါဆိုရင်တော့ဒီနေ့ချအောင်ခုံပါရင်တော့ခုံနဲ့ထိုးပြီးချလာခဲ့ပေါ့နော်အဲလူကြီးမင်းတို့ဒါရရင်ပြန်မြောင်းဒါကျွန်တော်တို့အဲလိုပေါ့နော်ရွှေရည်တည်ယူပြီးတော့ကျွန်တော်ပစ္စည်းကိုတခြားလုပ်လို့ရတယ်ပေါ့နော်လူကြီးမင်းတို့စိုက်ရုံလို့လိုရရင်ကျွန်တော်တို့ဒီလိုခုံနေလိုက်လက်ကဝယ်ယူနိုင်ပါတယ်ကျွန်တော်တို့ဆိုင်ကတော့135လမ်း63လမ်းတော့စမှုစုံ1ကိုထွန်းဂရုပေါ့နော်ဒီလိုကျွန်တော်တို့ဒီဒေတာဖော့ကလေးအမျိုးမျိုးကျွန်တော်တို့ထုတ်လုပ်ဖြန့်ချိထားတာဒီမင်းအားလုံးအကျဉ်းချုပ်ပါတယ်